はい、皆さんこんにちは。အားလုံးမင်္ဂလာပါ။ဆရာတို့ဒီဗီဒီယိုကတော့တုတ်သေးကီနိုနီကို essay ခန်းဒီအဆက်ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့သင်ရမှာကဆရာတို့ 5S အကြောင်းပါမယ်။5S ကဆရာတို့ကီနို ichi မှာလည်းသင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ပြန်နှွှေးလိုက်ရင်ရပြီပေါ့နော်။ဆိုတော့ခေါင်းစဉ်က 5S ကဆိုတော့ 5S ဆောင်ရွက်မှု။ပထမတစ်ပိုက်ကိုပယ်လိုက်မယ်။ဒုတိယစာကြောင်းကနေစကြည့်ကြအောင် 5S ကဆိုတော့တဲ့ 5S လှုပ်ရှားဆောင်ရွက်မှုဆိုတာကဆဲရီဆဲသွန်ဆဲဆူဆဲကစ်စုရှုခန်းဆိုတဲ့ဒီ English လိုရေးရင်ဆရာတို့ S ဒီနဲ့ပဲစတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုအတူကောက် 5S လို့ခေါ်လိုက်တာပေါ့နော်။ဆိုတော့ဒီရဲ့ 5S စကားလုံးတွေရဲ့တစ်လုံးချင်းစီရဲ့အဓိပ္ပာယ်ကဆရာတို့မြန်မာလိုတိုက်ရိုက်ကြီးပြောလွှဲလို့မရဘူး။ဆဲဒီဆိုတာဘာဆိုပြီးတော့ဘာသာပြန်လိုက်လို့မရတဲ့စကားလုံးတွေဖြစ်တယ်။အဲဒါကြောင့်ဆရာဘယ်တော့မှဆဲဒီဆဲသွန်ဆဲဆူဆဲကစ်စုဆိုတဲ့နော်ရှုံးခန်းဆိုတဲ့စကားလုံးတွေကိုမြန်မာလိုဘယ်တော့မှတိုက်ရိုက်ဘာသာမပြန်ဘူး။ဆိုတော့တို့ရဲ့အဓိပ္ပာယ်ကိုအောက်မှာရှင်းလင်းထားတာရှိတယ်ဆိုတော့အဲ့ဒါကိုသွားကြည့်ကြအောင်။ဆဲဒီဆိုတဲ့အဓိပ္ပာယ်ကဖူယောနာမွန်ကိုရှော့ပွန်ရှိမလိုအပ်တဲ့ပစ္စည်းတွေကိုရှော့ပွန်ဆိုတာဆရာတို့စွန့်ပစ်တာပြီးတော့ဒီဖြည့်ရှင်းတာဒါမျိုးကိုရှော့ပွန်လုပ်တယ်လို့ပြောတာဒီမှာတော့စွန့်ပစ်သည်ပေါ့မလိုအပ်တဲ့ပစ္စည်းတွေကိုစွန့်ပစ်ပြီးတော့ဟီစီယောနာမွန်ကလိုအပ်တဲ့ပစ္စည်းတွေကတော့ခိုစုကိုမေခကုနိစရုပစ္စည်းအရေးအတွက်ကိုအတိအကျသိရှိထားရမယ်။နောက်နံပါတ်2ကစေတုံဟီစီယောနာမွန်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုဟီစီယောနာတိုကီနီလိုအပ်တဲ့အချိန်မှာဟီစီယောနာရီယောတာခဲလိုအပ်တဲ့ပမာဏလောက်သာလျှင်ဒိုရီတာဆယ်တူယောနိထုတ်ယူနိုင်အောင်စာရမေတဘတ်ရှော့ကိုသတ်မှတ်ထားတဲ့နေရာအဲ့ဒါကိုတနည်းအားဖြင့်ဒေးအီချီပေါ့နော်ပုံဒီနေရာမှာဟိုခန်းစုတူသိမ့်စေထားရမယ်ပြီးတော့ခူဒီခါရဲ့ရှိစကောက်ယောဂူကထက်ခါခူဒီခါရဲ့စုဆိုတာထက်ခါလောက်သည်ထက်ခါအသုံးပြုမဲ့ပစ္စည်းကိရိယာတွေကစကတ်တာအတိုသုံးပြီးတော့တဲ့နောက်မှာခန္ဓာရစုမဖြစ်မနေမပြတ်မကွက်ကိုဒေးအီချီနိမိုဒုစုသတ်မှတ်ထားတဲ့နေရာစီကိုပြန်ထားပေးရမယ်ပြီးတဲ့အခါဆေးဆိုဂိုမီယယောဂိုတွေကိုဂျော့ကျော့စရုဆေးဆိုတဲ့အဓိပ္ပာယ်ကအမိုက်တွေအညစ်အကြေးတွေကိုဂျော့ကျော့စရုဖယ်ရှားတာဖြစ်ပါတယ်ရှုကုဟင်းခန့်ခေရှိစစုတဲ့ကဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့အဆောက်အဦတွေမှာတနည်းအားဖြင့်စားသောက်ဆိုင်တွေမှာစင်ကြော့စီကြောချင်းရှော့တကူပိုးသက်ချင်းနော်ဒီလိုမျိုးတွေလုပ်ခြင်းဖြင့်ဘီဆေပစုအိုဆန်ဒီမမြင်နိုင်တဲ့ပိုးမွားတွေကြောင့်ညဉ့်ညမ်းသွားမှုတွေကိုဂျော့ကျော့စရုဖယ်ရှားပေးနိုင်ပါတယ်နောက်ဆေးကစ်စုဆေးရီဆဲသွန်ဆဲဆူနီယောရီဒီအပေါ်က၃ချက်ဖြစ်တဲ့ဆေးရီဆဲသွန်ဆဲဆူလှုပ်ခြင်းဖြင့်ရှီဆဲဆူကိုဆရာနောက်ပိုင်းကျရင်ရှီဆဲဆူကိုစားတောက်ဆိုင်လို့ပဲဘာသာပြန်လိုက်တော့မယ်နော်ရှီဆဲဆူဆိုတဲ့အဓိပ္ပာယ်ဂီဟာဆိုတဲ့အဆောက်အဦဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီမှာတော့စားတောက်ဆိုင်ပေါ့လေနော်ဆိုတော့စားတောက်ဆိုင်ကိုကိုယ့်ရဲ့ဆိုင်ကိုဆေးကဆုနာခန်ကျိုနီထာမိုစုတန်ရှင်းစင်ကြယ်တဲ့ခန်ကျိုဆိုတာ environment ပေါ့နော်ပတ်ဝန်းကျင်တစ်ခုဖြစ်အောင်ထာမိုစုထိန်းသိမ်းထားပေးနိုင်တယ်နောက်ရှုခံအလေးကျင့်ဆဲရီဆဲသွန်ဆဲဆိုနီစီတဲ့ဒီအပေါ်ကဆဲရီဆဲသွန်ဆဲဆိုနဲ့ပတ်သက်ပြီးတော့ရူတွေပြီးတော့ manual ရူဆိုတာ manual တွေကိုမိုးခစ်တဲ့နော်ဒီစီစဉ်ပြင်ဆင်ထားပြီးတော့ကျော်အီကူခွန်ရန်ရှိနော်ပညာပေးတွေလုပ်မယ်ပြီးတော့ဒီခွန်ရန်ဆိုတဲ့ training လေ့ကျင့်ပေးတာတွေလုပ်မယ်လုပ်ပြီးတော့ရှီဆဲဆွနဆက်ကစ်စုကဒီကိုစားတော့ဆိုင်ရဲ့တန်ရှင်းစေခြင်းမှုကိုစုနေနေအမြဲတမ်း EG စာရဲလူယောနိထိမ့်သိမ်းပေးနိုင်အောင်ရှုခန့်ခစုတုဆိုတော့ဒီအလေးချင်းဖြစ်အောင်လုပ်ခြင်းဖြစ်ပါတယ်တော့အကြမ်းမြင့်ပြန်ပြောမယ်ဆိုရင်ဆရာတို့နံပါတ်1ကဆဲရီဆိုတာမလိုအပ်တဲ့ပစ္စည်းတွေကိုလိုအပ်တဲ့ပစ္စည်းတွေကိုပစ္စည်းရည်အတွက်အတိအကျနဲ့သိသိထားတာမျိုးဆဲရီဆဲသွန်ဆိုတဲ့အဓိပ္ပာယ်ကတော့ပစ္စည်းတွေရဲ့နေရာကိုသတ်မှတ်ထားတာနော်ပစ္စည်းတွေကိုလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့လောက်ပမာဏနဲ့လိုအပ်သလိုသုံးစွဲနိုင်ဖို့အတွက်ထားတဲ့နေရာတွေကိုသတ်မှတ်ထားပြီးတော့သုံးပြီးတဲ့အခါမှာလည်းသူ့နေရာနဲ့သူပြန်ထားတာဒီဆဲသွန်ဆဲဆိုးကတော့တန်ရှင်းရေးလုပ်သည်ညစ်ပတ်နေတာတွေအမိုက်တွေဒါတွေကိုတန်ရှင်းလုပ်တာဆဲဆိုးအဲ့ဒီအပေါ်က၃ချက်ဖြစ်တဲ့ဆဲဒီဆဲသွန်ဆဲဆိုးဆိုတဲ့၃ချက်ကိုကျတို့လိုက်နာပြီးတော့ကိုဒီစားတောက်ဆိုင်ကိုအမြဲတမ်းတန်ရှင်းနေအောင်လုပ်တာဒီဒါဆေကစ်စုနော်တန်ရှင်းစင်ကြယ်မှုဆိုတဲ့ခံစားချက်ရတယ်ပေါ့နောက်ရှုခံကတော့အလေးကျင့်ဖြစ်အောင်လုပ်ခြင်းဆိုတော့အပေါ်ကရှိတဲ့ဆဲဒီဆဲသွန်ဆဲဆိုးတွေကိုအလေးကျင့်ဖြစ်အောင်အမြဲတမ်းလေ့ကျင့်တာနော်သင်ကြားပေးတာပြီးတော့အဲ့ဒါတွေကိုအမြဲတမ်းထိမ့်သိမ့်ပြီးလှုပ်ဆောင်နေတာဒီလိုအလေးကျင့်ဖြစ်အောင်လုပ်တာကိုရှုခံနော်ဆိုတော့ဆဲဒီဆဲသွန်ဆဲဆိုးရှိမယ်ပြီးတော့အဲ့ဒီ၃ချက်ကိုထိမ့်သိမ့်ပြီးတော့လှုပ်လို့ရှိရင်ဆရာတို့ကဆေကစ်စုဆိုတာရရှိမယ်ပြီးတဲ့အခါအပေါ်ကအဲ့ဒီ၃ချက်ကိုအမြဲတမ်းအလေးကျင့်ဖြစ်အောင်ပုံမှန်လုပ်ဖြစ်အောင်လုပ်တဲ့အခါဘာရမလဲဆိုတော့ရှုခံဆိုတဲ့အလေးကျင့်ပေါ့နော်ဆိုတော့ဒီ၅ချက်ရှိမယ်ကဲဟုတ်ပြီဒီနောက်စပြီးတော့ဆရာတို့နည်းနည်းလေးခက်မယ်ပေါ့နော်ဒုက္ကတေကီနိုအီချီမှာတော့လည်းပဲတွေ့ခဲ့ဘူးတယ် HACCB တွေဆိုတာနော်စာမွေးတော့ဖြေခဲ့တယ်ပေါ့လေနားလည်လားမလည်လားတော့မသိဘူးပေါ့နော်အဲ့တော့နည်းနည်းလေးတော့ခက်မယ်ဒါပေမဲ့ဒီအပိုင်းတွေကမေးလို့လည်းကောင်းတယ်ပေါ့နော်ဒီဥပဒေတွေနဲ့လည်းဆိုင်တဲ့ဟာတွေဆိုတော့တေချာလေး
အာရုံစိုက်ပြီးတော့လုပ်ကြည့်ကြမယ်နော်နံပါတ်3က HACCP နိစွတ်တာအေစေခန္တီ HACCP လမ်းစဉ်အတိုင်းလုပ်တဲ့ပိုးမကင်းစင်ရေးစီမံခန့်ခွဲမှုဒါလေးစီအရင်တုန်းကဒီအစမှာပြောခဲ့ဘူးလေထင်တယ်နော်ပထမဗီဒီယိုပေါ့အေစေခန္တီရဲ့ပထမဗီဒီယိုမှာဒီနန်းလေးမှာနော်ဒီမှာဘာလဲဆိုတော့ဆရာတို့ကဒီအေစေခန္တီပိုးမကင်းစင်စီမံခန့်ခွဲမှုလုပ်တယ်ဆိုတဲ့နေရာမှာနှစ်ပိုင်းရှိတယ်နော်အပန်းတက်ခိနာအေစေခန္တီနဲ့ HACCP နီလန်အတိုင်းဆောင်ရွက်တဲ့ AC ခန်းလေးဆိုပြီးနှစ်ပိုင်းရှိတယ်ဆိုပြီးတော့ဆရာပထမဗီဒီယိုမှာပြောခဲ့တယ်နော်ဆိုတော့ဒီနန်းလေးပေါ့နော်ဆိုတော့အခုဆရာတို့သင်ရမှာကဒီနှစ်ခုတည်းကအနောက်က9ချက်ဖြစ်တဲ့ HACCP လမ်းစဉ်တိုင်းဆောင်ရွက်တယ်ဆိုတဲ့ဟာကိုစပြီးသင်ရမှာနော်ကဲဟုတ်ပြီအဲ့တော့ HACCP နီစွတ်တာ AC ခန်းလေး HACCP နီလန်အတိုင်းဆောင်ရွက်တဲ့ AC ခန်းလေးတော့ပထမတစ်ချက် HACCP နိစွတ်တာ AC ခန္တီနော်ဆေးတို့က HACCP နီလန်အတိုင်းဆောင်ရွက်တဲ့ပိုးမကင်းစေစီမံခန့်ခွဲမှုရဲ့နော်ဒီသူတို့ကန့်သက်ချက်တွေပေါ့ဆိုတော့ပထမဆုံးချုပ်ကွင်းအေးဆေးဟိုပါတဲ့ဒီအစားအသောက်ပိုးမကင်းစင်ရေးဥပဒေပေါ့နော်ဒီရဲ့ဥပဒေကရှော့ကိုဟင်းထိုဒီအစကာယီရှာကအစားအသောက်တွေကိုကင်တွယ်တဲ့ပုံကိုယ်တွေကဂျွန်းရှုစုဘက်ကီနော်ဒီတင်းကြပ်ကိုလိုက်နာတဲ့အေးဆေးခန်းရီနော်ကီဂျွန်တို့တဲ့ပိုးမကင်းစီစီမံခန့်ခွဲမှုစံသတ်မှတ်ချက်တွေအနေနဲ့ HACCP နီလန်အတိုင်းဆောင်ရွက်တဲ့ပိုးမကင်းစီစီမံခန့်ခွဲမှုဆိုတဲ့ဟာကိုတဲ့စာရမဲသိမှာဆိုတော့သတ်မှတ်ထားတာရှိပါတယ်တဲ့ပြောချင်တာကဆရာတို့အစားအသောက်ပိုးမကင်းစီဥပဒေမှာဒီလုပ်ငန်းရှင်တွေကမဖြစ်မနေလိုက်နာပေးရမယ့်စံသတ်မှတ်ချက်တွေအနေနဲ့ HACCP နီလန်ဆိုတဲ့ဒီသတ်မှတ်ချက်ပြဋ္ဌာန်းချက်ရှိပါတယ်ခီကျွန်းကခီကျွန်းဆိုတာအခြေခံစံနှုန်းတွေကတော့စူဘဲတဲ့တော့ရှော့ကူဟင်းဂျီဂီယိုရှာကအလုံးသောဒီအစားအသောက်နဲ့ပတ်သက်ပြီးအလုပ်လုပ်နေတဲ့လုပ်ငန်းရှင်တွေကနော်ဒီ一リスにဆိုတာတသက်မှတ်တဲ့တပြေးညီတယ်နော်ကျွန်းရှုရှိနာခဲ့တယ်ပါနာရ၌မလိုက်နာလို့မရဘူးတင်းတင်းကြပ်ကြပ်ကိုမလိုက်နာလို့မရတဲ့နော်ရှစ်ဆက်စုတော့နိုင်ဂိုင်တော့ဒီစားသောက်ဆိုင်ရဲ့ဆိုင်တွင်းဆိုင်ပြင်ရဲ့စေခက်စုဟိုကြီးဒီတန်ရှင်းစင်ကြယ်မှုထိမ့်သိမ်းခြင်းနားတို့တော့အစရှိတယ်အပန်တက်ကိနာအေစေခန်ဒီနော်ခီကျွန်းဒီရေဘူးရကြတဲ့အေစေခန်ဒီစံတမတ်ချက်တွေနဲ့ပြီးတော့ရှုပ်ခွင်းအေစေကျော်တော့ခီဂိုင်းတော့ဟတ်ဆေကိုဘိုးရှိစုတတမယ်နိဒီအစားအသောက်ပိုးမကင်းစီတွေကြောင့်ဖြစ်တဲ့ဒီခီဂိုင်းဆိုတဲ့ဘေးဥပတ်တွေဒါတွေကိုဟတ်ဆေပေါ်ပေါက်လာတာမျိုးတွေဘိုးရှိကာကွယ်တားဆီးဖို့မဖြစ်လာဖို့အတွက်ထောကုနိအထူးတလေကိုကျူးကျော်နာအရေးကြီးတဲ့ကိုယ်တယ်လုပ်ငန်းစဉ်တွေကိုခန်းဒီစုတတမယ်တော့စီမံခန့်ခွဲဖို့အတွက်ဒီထိုဒီခွမိနော်ဒီရေးဆွဲထားတဲ့ခီဂျွန်စံသတ်မှတ်ချက်တွေဆိုပြီးတော့ဖူတာစုတဲ့ခိုးဆဲစာတဲ့နှစ်ခုဖွဲ့စည်းထားတယ်ဒါခုနကဆရာတို့အပေါ်မှာပြောခဲ့တဲ့14ချက်နဲ့9ချက်အဲ့ဒါကိုပဲသူပြန်ပြောနေတာနော်အပန်းဆိုတာရှိတယ်နော်ဒီမှာစာလုံးအမဲနဲ့ရေးထားပြီးတယ်ပထမတစ်ချက်အပန်းတက်ခိနာဆိုတာရှိပြီးတော့ဒုတိယတစ်ချက်ကတော့ဒေါခုနိဆိုတဲ့အထူးတလေဆိုတဲ့ဟာတွေနှစ်ခုရှိမယ်ပြောချင်တာအပန်းတက်ခိဒီဆရာတို့14ချက်ကိုပြောချင်တာဒေါခုနိဆိုတဲ့ဟာဒီရဲ့ HACCP 9ချက်ကိုပြောချင်တာဆိုပြီးတော့နှစ်ခုဖွဲ့စည်းထားပြီးတော့တဲ့အေဂောရှာဝဒီလုပ်ငန်းရှင်တွေဟာဆိုလို့ရှိရင်ဖူတာツの基準に従ってဒီနှစ်ခုသောစံသတ်မှတ်ချက်တွေပေါ်လိုက်နာပြီးတော့မီဇုခါရရှိစေစုတဲ့နော်ဒီကိုယ်တိုင်စားသောက်ဆိုင်မှာအိုကိုနာကိုဆောင်ရွက်ရမယ်ခိုးရှူအေးစေကျော်တော့ဒီအများပြည်သူပုံမှန်ကင်းစင်ရေးအပေါ်မှာဆိုချီဖို့နော်စာရမဲ့တဲ့ထိန်းချုပ်ကြိုက်တွယ်မှုတွေကိုသတ်မှတ်ပြီးတော့တဲ့ကျွန်းရှုရှိနာခဲ့တယ်ပါနာရနိုင်တို့စာရဲမစတာဒီမလိုက်နာလို့မရဘူးလို့သတ်မှတ်ထားခဲ့ကြပါတယ်ပေါ့ပြောချင်တာကဆရာပထမဆုံးတစ်ပိုက်ကဟိုအရေးကြီးတယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဒီအစားတောက်ဘုံမကင်းစီဥပဒေဟာဘာကြောင့်ရည်ဆွဲထားတယ်ပြီးတဲ့အခါကျတော့အစားတောက်ကကွယ်ရေးဥပဒေမှာဒီလိုနှစ်ပိုင်း꿰ထားပါတယ်ဒါတွေကိုလုပ်ငန်းရှင်တွေကမလိုက်နာလို့မရပါဘူးဆိုပြီးတော့ intro မိတ်ဆက်ထားပြီးတယ်စာပိုင်မျိုးပေါ့နော်ဆိုတော့အရင်ကြီးဟိုစိတ်ထဲထားကြတော့မလိုဘူးပေါ့နော်ကဲဟုတ်ပြီနောက်ဒါအပြင်တဲ့အေးဆေခန်းဒီခီဂျွန်တော့ဒီဘုံမကင်းစီစီမံခန့်ခွဲမှုစံသတ်မှတ်ချက်တွေရဲ့ဒန်နီယိုကုတက်ခိနာအွန်ရောဒန်နီယိုကုတက်ခိနာအွန်ရောဒန်နီယိုကုဆိုတာကနူးညံ့တာပြောပြောင်းတာပေါ့နော်ဒီမှာတော့ဆရာတခါတည်းပေါင်းပြီးတော့ဘာသာပြန်လိုက်မယ်အွန်ရောဆိုတာလုပ်ငန်းလည်ပတ်တာနော်ဆိုတော့ဒန်နီယိုကုတက်ခိနာအွန်ရောဆိုတာကကိုယ့်ရဲ့စားတောက်ဆိုင်လုပ်ငန်းကိုနော်ဒီအဆင်ပြေပြေလေပတ်လောက်ကင်နိုင်ဖို့ flexible ဖြစ်ဖြစ်လောက်ကင်နိုင်ဖို့ပေါ့နော်အရင်စီကတင်းကျပ်သွားတဲ့အခါကျရင်ဆိုင်နေလေဖွင့်လို့မရတော့ဘူးသိရမလားဆိုတော့အဲ့လိုမဖြစ်အောင်ဆိုတဲ့အတိတ်ပဲမျိုးနော်ဆိုတော့ပုံမှန်ကင်းစီစံသတ်မှတ်ချက်တွေရဲ့ဒီအဆင်အဲ့ဒီအပေါ်မှာအဆင်ပြေပြေလောက်ကင်ဆောင်ရွက်နိုင်ဖို့ထိုင်းရှော့တို့နာတို့အကျုံးဝင်တဲ့အင်းရှုပ်ကုသနာတို့စားတောက်ဆိုင်တွေအစရှိတဲ့ရှော့ကီရော
sorry ရှော့ခိဘိုအေဂီယောရှာဆိုတော့လုပ်ငန်းအသေးစားလေးတွေကတဲ့နော်ဂျီဂီယောရှာဒန်တိုင်နာတို့ကဒီလုပ်ငန်းရှင်အဖွဲ့အစည်းတွေစတာတွေကနေပြီးတော့ success တာရေးဆွဲထားပြီးတဲ့ HCCCB နော်ခန်းကရဲ့ကတာကိုထိုဒီဤတဲ့တာအေစေခံဒီ HCCCB စဉ်းစားပုံစဉ်းစားနည်းကိုထည့်သွင်းရေးဆွဲထားတဲ့ပိုမာကင်းစီစီမံခန့်ခွဲမှုရဲ့ထေဘီကိရှော့ဆိုလက်ဆွဲစာအုပ်ကိုတဲ့ခါツယောစုဒုခိုတိုကခါနိုဒက်စကအဲ့တော့ခါツယောလုပ်လို့ရတာဖြစ်လို့တဲ့ဆိုနိုဘာအိုင်နီဝအဲ့ဒီအချိန်မှာဆိုရင်တော့တဲ့တိုကုနီအထူးသဖြင့်一般的な衛生管理の基準重要項目の遵守が重要になります。ဒီအခြေခံကြတဲ့ပုံမှန်ကင်းစင်စီမံခန့်ခွဲမှု14ချက်ဟာ14ချက်ကိုဆရာတို့လိုက်နာရမယ်ဆိုတဲ့ဟာကအရေးကြီးလာမယ်တဲ့။ဒီအပိုင်လေးကိုခေါင်းရှုပ်သွားမယ်လို့ထင်တယ်ဆရာတို့နည်းနည်းလေးပြန်ပြောမယ်နော်။ပြောချင်တဲ့အဓိပ္ပာယ်က HACCP နီလန်တိုင်းဆောင်ရွက်တဲ့အချက်9ချက်ရှိတယ်နော်။အဲ့ဒီအချက်9ချက်ကခီဘီရှိဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းအသေးစားလုပ်ငန်းလေးတွေကမလိုက်နာနိုင်ဘူး။ဒါဆိုရင်အသေးစားလုပ်ငန်းလေးတွေလုပ်ငန်းရှင်လေးတွေဆိုင်အသေးသေးလေးတွေကလုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်ဆရာတို့ကနောက်တစ်ဆင့်ဖြည့်လျှော့ထားတဲ့နော် HACCP အတိုင်းမဟုတ်တဲ့နောက်တစ်ဆင့်ဖြည့်လျှော့ထားတဲ့နော်လုပ်ငန်းကိုဆရာတို့လည်ပတ်နိုင်ဖို့နော် flexible ဖြစ်ဖြစ်လုပ်ကင်နိုင်ဖို့ဖြည့်လျှော့ထားတဲ့ဟာဘာလဲဆိုတော့လုပ်ငန်းရှင်တွေကနေပြီးတော့ရေးဆွဲထားတဲ့ HACCP နီလန်အတိအကျမဟုတ်ပေမဲ့အဲ့ဒီ HACCP စဉ်းစားပုံစဉ်းစားနည်းကိုထည့်သွင်းရေးဆွဲထားတဲ့ Thebiki Short လက်ဆွဲစာအုပ်ကိုသုံးလို့ရတယ်လို့ပြောချင်တာဒါပေမဲ့အဲ့လိုသုံးမယ်ဆိုရင်တော့ HACCP အတိအကျမဟုတ်တဲ့အတွက်ကြောင့်ဆရာတို့ IPAN 14ချက်ကိုတော့လိုက်နာပြီးမဖြစ်မနေလိုက်နာပြီးလို့ပြောချင်တာဒုတိယတစ်ပိုက်ကရလားမသိဘူးနော်ဆရာတို့က HACCP ရဲ့ပြီးတော့ IPAN ရဲ့ဆိုပြီးနှစ်ခုရှိတယ်နော်ပြန်ပြောရမယ်ဆိုရင် HACCP ရဲ့ IPAN ရဲ့ဆိုပြီးတော့နှစ်ခုရှိတယ် HACCP က9ချက် IPAN 14ချက်ဆိုတော့ HACCP 9ချက်ကိုမဖြစ်မနေလိုက်နာရမယ် IPAN ကိုလည်းလိုက်နာရမယ်ဒါပေမဲ့လုပ်ငန်းအသေးစားလေးတွေကအကုန်လုံးလိုက်နာရဖို့မဖြစ်နိုင်ဘူးလုပ်ငန်းလည်ပတ်ဖို့မဖြစ်နိုင်တော့ဘူးပေါ့နော်ခီဘီရှိဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့လိုခီဘီရှိမဖြစ်အောင်ဟုတ်ပြီ HACCP ကိုတော့မလိုက်နာနိုင်တောင်မှ HACCP ရဲ့စဉ်းစားပုံစဉ်းစားနည်းကိုရေးဆွဲထားတဲ့နော်လုပ်ငန်းရှင်တွေအကုန်လုံးပေါင်းပြီးတော့သူတို့ဒီအဖွဲ့အစည်းတွေပေါင်းပြီးရေးဆွဲထားတဲ့ HACCP တိုက်ရိုက်မဟုတ်ဘူးနော် HACCP ရဲ့စဉ်းစားပုံစဉ်းစားနည်းကိုသုံးပြီးတော့ရေးဆွဲထားတဲ့ Thebiki Short လက်ဆွဲစာအုပ်ကိုသုံးလို့ရတယ်ဒါပေမဲ့အဲ့လိုသုံးခြင်းတော့ခုနကြံနေတဲ့ IPAN တက်ခီတွေက14ချက်ကိုတေချာလိုက်နာပြီလို့ပြောချင်တာနော်ဆိုတော့အဲ့လိုပြောချင်တဲ့ဟာကတဲ့ဥပဒေမှာဘယ်လိုပြဋ္ဌာန်းထားလဲဆိုတော့အဲ့ဒီဥပဒေနံပါတ်တွေကြည့်ရမယ်နော်ဆရာတို့ရှကုဟင်းအေစေဟိုဂျစ်ရှိခိဆုကုနော်အစားတောက်ပုံမှန်ကင်းစီဥပဒေစီကံပေပြောဒိုင်ဂျူနနနော်ပုံမှန်အခွဲဆက်ခွန်ဆိုပြီးတော့အဲ့ဒါကြက်ထားမယ်ဆက်ခွန်မှာဗာပြောထားလဲဆိုဒီလိုပြောထားပါတယ်ပေါ့နော်တော့ကိုကတင်းချောလုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒါတွေကိုသိထားရမယ်နော်ပြီးအောက်ကပိုက်ကတော့မလိုအပ်တဲ့အတွက်ကြောင့်ဆရာထားခဲ့လိုက်တော့မယ်ပြန်တော့ဒီကနံပါတ်2すべての営業者が実施しなければならないことအားလုံးသောလုပ်ငန်းရှင်တွေမလိုက်နာလို့မရတဲ့အချက် HACCP に沿った営業管理を実施する上で HACCP နည်းလမ်းတိုင်းဆောင်ရွက်တဲ့เนาะ営業管理も sorry 衛生管理เนาะဥပမာကင်းစီစီမံခန့်ခွဲမှုဒါတွေကို実施する上でလက်တွေ့ဆောင်ရွက်ရမယ်အပြင်営業者が行わなければならないことはမဆောင်ရွက်လို့မရတဲ့အရာသည်စုကိနောယောနိအောက်ပါအတိုင်းနဲ့စာတမေတာတွေတည်မှာသတ်မှတ်ထားတယ်ဆိုတော့ HACCP ကိုလည်းလိုက်နာမယ်အပြင်တခြားဆောင်ရွက်ရမယ့်အချက်လေးတွေရှိသေးတယ်ဆိုပြီးတော့ပြဋ္ဌာန်းထားတယ်အဲ့ဒါဘာလဲဆိုတော့職員衛生法施行規則第66条の2題の参考ပေါ့နော်ဒီအစတော့ကာကွယ်ဥပဒေစီမင်းစည်းကမ်းပုံမှန်66အပိုက်ခွဲ2ရဲ့အချက်3ပေါ့နော်ဒီမှာပြဋ္ဌာန်းထားတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့衛生管理計画の作成衛生管理計画ဆိုတော့ပုံမှန်ကိစ္စစီမံခန့်ခွဲမှုအတွက်ဘယ်လို plan တွေချပါမယ်ဆိုတဲ့ဟာကိုရေးဆွဲထားမယ်一般的な衛生管理ဒီ一般的ဆိုတဲ့14ချက်ပြီးတဲ့အခါ HACCP နဲ့ဆိုတာ 衛生管理 HACCP 9ချက်တရားနဲ့ပတ်သက်တဲ့ခီဂျွန်နီးတဲ့မိုဒိုစုခိဒီရဲ့စံသတ်မှတ်ချက်တွေကိုဇေရိုကအခြေပြုပြီးတော့ 衛生管理計画ကို作成しပုံမှန်ကိစ္စစီမံခန့်ခွဲမှု plan တွေကိုရေးဆွဲပြီးတော့ဂျူဂိုအင်းနီဝန်ထမ်းတွေကိုရှုချိဆိုတော့အတိပေးပြီးတော့တေဖို့နော်အသေးစိတ်လုပ်ဖို့တဲ့ဟာခါတို့ဆောင်ရွက်ရမယ်ဟာခါတို့ဆိုတဲ့အဓိပ္ပာယ်ဒီမှာတိုင်းတာတာမဟုတ်နော်ဆောင်ရွက်သည်ဆိုတဲ့အဓိပ္ပာယ်ရမယ်နော်ပထမတစ်ချက်ကဘာဆောင်ရွက်ရမလဲဆိုတော့ခေကကုနော်အေးစိတ်ခန့်တီးတော့ဘယ်လိုလုပ်ပါမယ်ဆိုတဲ့ plan ကိုစကုစိတ်ရေးဆွဲထားရမယ်
နောက်ဒုတိယအချက်က Tebigisho နော် Sakusei ခုနလက်ဆွဲစာအုပ်ဖွဲ့စည်းခြင်း Hizuyoni လက်ဆွဲစာအုပ်ကိုရေးဆွဲခြင်းပေါ့နော် Hizuyoni Ojite လိုအပ်ချက်ပေါ်လိုက်ပြီးတော့ Seiso စင်ကြော Shotoku နော်ဒီတန်ရှင်းလုပ်ခြင်းပို့သက်ခြင်းစီကြိုခြင်းအဲ့ဒါတွေနဲ့ Shokuhin no Toriasukai အစားအသောက်တွေကိုကင်တွယ်ခြင်းဒါနဲ့ပတ်သက်ပြီးတော့ဂူတိုက်တကိနာဟိုကိုအသေးစိတ်စီမင်းစည်းကမ်းဒီနီလန်းတွေကိုစာရမေတသတ်မှတ်ထားတဲ့ထေကျွန်းရှော့နော်လက်ဆွဲစာအုပ်ကိုစက္ကစဲဆိုလို့စက္ကစဲလောက်ရမယ်ပြီးတော့ခိရိုကူတော့ဟိုခန့်မှတ်တမ်းတင်ခြင်းနဲ့တင်ဆက်ခြင်း衛生管理の実施状況を衛生管理ပုံမှန်ကိစ္စစီမံခန့်ခွဲမှုရဲ့実施ဆိုလက်တွေ့ဆောင်ရွက်တဲ့နော်အကောင့်ထဲပေါ်ဆောင်ရွက်တဲ့状況အခြေအနေတွေကိုခိရိုကူရှိမှတ်တမ်းတင်ပြီးတော့ဟိုခန့်ဆိုလို့တင်ဆက်ထားရမယ်နောက်ဆုံးတစ်ချက်က定期的な検証ပုံမှန်စစ်ဆေးပေးခြင်းဒါတွေတကယ်လို့မလုပ်ပေါ့နော်ပြီးတော့ essay ခန်းဒီခေခကူပုံမှန်ကင်းစင်ရေးစီမံခန့်ခွဲမှုခုနကဆရာနံပါတ်1အချက်ကိုပြောတာနော်စီမံခန့်ခွဲမှုအတွက်စီ plan တွေပြီးတဲ့ခါကျထေကျွန်း short နော်လက်ဆွဲစာအုပ်တွေဒါတွေရဲ့ခိုးခပေါ့နော်ရလက်တွေဒါတွေကိုတေခိတေခိနီပုံမှန်မလုပ်ရမလဲဆိုတော့ခင်ရှော်ရှိနော်ပုံမှန်စစ်ဆေးပေးပြီးတော့တနည်းအားဖြင့်ပြောရင်နော်ဖူဒီခိုင်ဒီပေါ့နော်ထပ်ခါစစ်ဆေးပြီးတော့ Hizuyoni Ojite လိုအပ်ချက်ပေါ်လိုက်ပြီးတော့နိုင်ရောကိုမိနာအုပ်စုအကြောင်းအရာတွေကိုပြန်ပြင်တာမျိုးကြီးလည်းရှိမယ်နော်ပြီးတော့ဒါကဥပဒေနော်6ပုံမှန်66အပိုက်ခွဲ2ရဲ့အချက်3မှာပြဋ္ဌာန်းထားတဲ့4ချက်ပေါ့နော်ဒါဟာလုပ်ငန်းရှင်တွေမဖြစ်မနေလုပ်ရမယ်နော်ခုနကဆရာတို့ HACCP နီလန်းတွေကိုလိုက်နာမယ်အပြင်ဒါတွေကိုလည်းလုပ်ဆောင်ရမယ်ဟုတ်ပြီအဲ့တော့ဆရာတို့ IPAN က14ချက်ရှိတယ် HACCP က9ချက်ရှိတယ်လို့ပြောခဲ့တယ်နော်ဆိုတော့ဒီမှာဆိုရင် IPAN 14ချက်ကိုကြည့်ကြည့်အောင်ဆိုတော့ IPAN 的な衛生管理基準14項目နော်အခြေခံကြတဲ့ပုံမှန်ကင်းစီစီမံခန့်ခွဲမှုအကြောင်းချက်14ချက်အဲ့14ချက်ကဆရာတို့ပထမတစ်ပိုက်ကိုတော့ထားခဲ့လိုက်တော့မယ်နော်အဲ့14ချက်ကဘာလဲsorry ဥပဒေဘယ်လောက်မှပြဋ္ဌာန်းထားလဲဆိုတော့အပေါ်မှာတော့တစ်ခေါက်ပြောခဲ့ပြီးပြီနော်ရှုပ်ကွင်းအေးစေဟုရှိကိုကိဆိုကုပေပြောဒိုင်ဂျူနနာနော်ဒီနေ့လေးမှာပါခဲ့ပြီနော်ဆရာတို့ကြည့်ပြီး14ချက်တွေကပထမတစ်ချက်ရှုပ်ကွင်းအေးစေစကိနင်းရှာနော်စကိနင်းအစားတော့ပုံမှန်ကင်းစင်ရေးတာဝန်ခံပုဂ္ဂိုလ်ရဲ့တာဝန်ယူမှုတာဝန်ခံမှုနော်ရှုပ်ကွင်းအေးစေစကိနင်းရှာနော်ရှိတဲ့ဒီအစားတော့ပုံမှန်ကင်းစင်ရေးတာဝန်ဒီစကိနင်းရှာတာဝန်ခံရဲ့နော်ရှိတဲ့တတ်မှတ်ချက်တွေပြီးတော့ရှုပ်ကွင်းအေးစေစကိနင်းရှာနော်ဒီအေးစေစကိနင်းရှာရဲ့ကိမှုလုပ်ငန်းတာဝန်တွေစတာတွေနဲ့နိခန့်စုကိုတို့ပတ်သက်တဲ့အကြောင်းအရာတွေပြီးတော့နံပါတ်2ကရှိစေစုနော်အေးစေကန်ဒီစားတော့ဆိုင်ကြီးရဲ့နော်ပုံမှန်ကင်းစင်ရေးစီမံခန့်ခွဲမှုရှိစေစုနော်ဆေဆိုရှော့တကူဒီတန်ရှင်းလုပ်ခြင်းပို့သက်ခြင်းစက်ကစုဟိုကြည့်တန်ရှင်းစင်ခြင်းမှုထိမ့်သိမ်းခြင်းစတာတွေနဲ့ခန့်စုကိုတို့ပတ်သက်တဲ့အကြောင်းအရာတွေနောက်နံပါတ်3ကတော့ဆေစုပြီးတိုနော်အေးစေကန်ဒီဆေစုပြီးအသုံးဆောင်ပစ္စည်းတွေရဲ့ပုံမှန်ကင်းစင်ရေးစီမံခန့်ခွဲမှုဆိုတော့ကီကိုင်ကီကူနော်စင်ကြောနော်စက်ပစ္စည်းတွေကိရိယာတစားပလာတွေရဲ့စီကြောခြင်းရှော့တကူပို့သက်ခြင်းပြီးတော့ဆဲပြီးနော်ဆဲပြီးဆိုတော့ maintenance လုပ်တာပေါ့ပြုပြင်ထိန်းသိမ်းခြင်းပြီးတော့ sekitsu ဟိုကြည့်တန်ရှင်းစစ်ခြင်းမှုထိန်းသိမ်းခြင်းနာတို့အစရှိတာတွေနဲ့ခန်းစုတို့ကိုတို့ပတ်သက်တဲ့အကြောင်းအရာတွေနောက်နံပါတ်4ကတော့ရှီယောဆွီထိုနော်ခန္ဒီဒီအသုံးပြုတဲ့ရေကိုယ်ဆိုင်မှာအသုံးပြုမဲ့ရေဒါဒီရေရဲ့ခန်းဒီစီမံခန့်ခွဲမှုဆွီတိုးဆွီမတာဝနော်ဒီဆွီတိုးဆွီဆိုတော့ရေပိုက်ကောင်းလာတဲ့ရေဒါမှမဟုတ်လို့ရှိရင်အင်ယောနိထေခိစုတို့တောက်သုံးဖို့အတွက်တင့်လျော်တဲ့မိစုနော်ရေရဲ့ရှိရောအသုံးပြုမှုပြီးတဲ့အခါအင်ယောနိထေခိစုတို့တောက်သုံးဖို့အတွက်တင့်တော်တဲ့မိစုဖို့ရေကိုရှိရောစုတို့ပါအသုံးပြုတဲ့အခါမှာဆိုရင်တော့ဒီနဲအက္ကာဤကျော်ဒါလည်းမှတ်ထားမှာနော်တစ်နှစ်မှာတစ်ကြိမ်နဲ့အထက်ကိုဆွီရှိစုခင်စာနော်ရေအည်သွေးစစ်ဆေးခြင်းပြီးတဲ့အခါချောစုဤဆိုတော့စေဆိုချောစုဤဆိုတာကဒီရေစုတဲ့ရေတူလောင်တဲ့နေရာပေါ့နော်ဒီနေရာရဲ့စေဆိုတန်ရှင်းစင်ကြယ်sorry တန်ရှင်းလုပ်ခြင်းပြီးတော့စက်ခင်ဆိုကြည့်ပို့သက်ခြင်းနဲ့နောက်တစ်ခုကဂျောဆွီဆိုကြည့်ဆိုတာကဆရာတို့ရေတန့်ဆက်ပေါ့နော်စတာတွေရဲ့ဆေးပြီးနော်ဒီ maintenance လုပ်ခြင်းပြုပြင်ထိန်းသိမ်းခြင်းတွေစတာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကတော့နေဇူမီအိုယော်ဘီခွန်ကျူထိုက်စကုနေဇူမီကျွတ်တွေပြီးတော့ဒီခွန်ကျူဆိုတာဘိုးကောင်တွေဒီဘိုးကောင်တွေအတွက်ဖြည့်ရှင်းဆောင်ရွက်ခြင်းနဲနိကန်ဤကျော်10မိနစ်မှာ10မိနစ်တော့ပြောတစ်နှစ်မှာ2ချိန်နဲ့အထက်နေဇူမီကျွတ်တွေပြီးတော့ခွန်ကျူဒီဘိုးကောင်တွေစတာတွေရဲ့ခူကျော်စာကျော်နော်ဖေရှားတဲ့လုပ်ငန်းတွေမတာဝတပန်တေခိနီ
ဆဲဆိုကူချောစာနော်ပုံမှန်သူတို့တွေရဲ့ရှင်သန်မှုပေါက်ဖွားနေမှုတွေကိုချောစာစစ်ဆေးခြင်းနာတို့အစနီအစရှိတာတွေကိုမိုဒိုစုကုနော်အခြေခံထားတဲ့ဘူကြော့ဆိုချီနော်ဒီဖေရှားခြင်းလုပ်ငန်းစဉ်ဒါတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်နံပါတ်6က廃棄物および排水の取り扱い廃棄物ဆိုတာစွန့်ပစ်ပစ္စည်းတွေနောက်တစ်ခုက排水ဆိုတော့ဒီရေစိုးတွေစတာတွေရဲ့取り扱いဂိုင်တွယ်ခြင်း廃棄物の保管ဒီစွန့်ပစ်ပစ္စည်းတွေကိုသိမ်းဆည်းခြင်းပြီးတော့廃棄စွန့်ပစ်ခြင်းပြီးတော့廃棄物排水の処理ဒီစွန့်ပစ်ပစ္စည်းတွေပြီးတော့စွန့်ပစ်ရည်တွေရေစိုးတွေစတာတွေရဲ့ဖြည့်ရှင်းဆောင်ရွက်ခြင်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်နံပါတ်9ကရှုပ်ကူဟင်းမတဝအစားအသောက်တွေဒါမှမဟုတ်ရင်ထင်ကာပုဆိုတာကကိုယ်ဆိုင်မှာသုံးနေတဲ့ကိုယ်လုပ်ငန်းမှာပါဝင်တဲ့ပစ္စည်းအရာအလုံးထင်ကာပုလို့ပြောတာပေါ့နော်ဆိုတော့နောက်ပိုင်းကျရင်တော့ထင်ကာပုလို့ပဲပြောလိုက်တော့မယ်ထင်ကာပုဆိုရင်ကိုယ်ဆိုင်မှာရှိနေတဲ့ပစ္စည်းတွေအားလုံးကိုထင်ကာပုလို့ပြောတယ်လို့မှတ်ထားရမယ်နော်တော့ရှုပ်ကူဟင်းတွေပြီးတော့ထင်ကာပုတွေစတာတွေကိုသုတိအစုကာကိုကင်တွယ်တဲ့မုံတို့နော်ကင်တွယ်တဲ့သူရဲ့အေးစေခံဒီပုံမှန်ကင်းစီရေးစီမံခန့်ခွဲမှုဂျူဂျီရှာနော်ခင်ကိုဂျိုတိုင်နော်ဒီအလုတ်သမားတွေရဲ့ကျမ်းမာရေးအခြေအနေတွေရဲ့ဟာအခုဆိုတော့အတီလင်းသိရှိထားမှုပြီးတော့ဂျူဂီယိုရှာကဝန်ထမ်းတွေကခေဒီဝမ်ရှောတာတွေပြီးတော့ဖူကူတူဘိုင်းနာတာတွေနာတို့အစရှိတဲ့ရှောကြောကိုယောဂလက္ခဏာကိုရှိမဲစာပါရီနော်ဟန်ဒန်ဒီဖော်ပြနေတဲ့အချိန်မှာကိုဘကအဆုံးဖြတ်ပေးခြင်းပေါ့ပြောရမယ်ဆိုရင်ဒီဝန်ထမ်းတွေကနော်ဂေဒီတွေဖြစ်နေတာဖူကူစုတွေဖြစ်နေတာဒီလိုမျိုးယောဂလက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်ကိုဘက်ကနေပြီးတော့ဟန်ဒန်လုပ်မယ်ဆိုတော့ပြောရင်းတော့ဂျူရှင်နော်စေကန်းသွားပြီးတော့စေကူတာမှုခံယူတာတွေပြီးတော့ရှော့ကူဟင်းကိုဒုတိယစုကဥစားကျော်နော်ချူရှိအစားအသောက်တွေကိုကင်တွယ်ရတဲ့အလုပ်တွေကိုရပ်တန့်လိုက်တာမျိုးနော်ဂျူဂျီရှာနော်ဖူကူဆိုအလုပ်သမားရဲ့ဒီအဝတ်အစားတွေပြီးတော့ထည့်ရတာတွေလက်ဆေးခြင်းတွေအစားရှိတာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကတော့ခင်းရှုပ်ကိုအရသာမြည်ဆန်းခြင်းပေါ့အရသာမြည်ဆန်းခြင်းကိုကြည့်ရှိလက်တွေ့လှုပ်ဆောင်ခြင်းအဲ့တော့ဒီကိုသုံးနေတဲ့ရှုပ်ကိုဆိုင်တွေကအကောင်းသေးလားမကောင်းတော့ဘူးလားနော်ဟိုပုံမှန်အားဖြင့်တော့ဆရာတို့ကဒီသူတို့ရဲ့တက်တန်းကုံဆုံးမဲ့ date တွေတော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအပြင်ဆရာတို့ကခင်းရှုပ်ကုဆိုပြီးအရသာမြည်ဆန်းရတယ်အရသာတွေကပုံမှန်ဟုတ်ရဲ့လားနော်အချင်းဖက်လေးနေသလားစသဖြင့်ပေါ့နော်ဘန်တိုထမင်းဘူးတွေပြီးတော့ရှီသားရှိရဆို delivery ပဲတည်တံ့လုပ်တဲ့ဆိုင်တွေကိုပြောတာနော်အိမ်ရောက်ပို့ပေးတဲ့ဆိုင်တွေနားတူတော့အစရှိတယ်တဲ့ထိုင်းဒီယိုချိုရီရှိစေစုနီโอเคလို့ဟိုဒီပမာဏတွေအများကြီးချက်ရတဲ့နော်စားတော့ဆိုင်တွေမှာဒီခင်းရှုပ်ကုနော်ဂျီရှီကိုခန်းစုကတော့ဒီခုနပြောတဲ့အစားအစာတွေရဲ့အရသာနမူနာမြည်ဆန်းခြင်းဒါတွေလှုပ်ဆောင်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်နံပါတ်9ကတော့ဂျိုဟိုနော်ထေကျော်ဒီသတင်းချက်လက်ဖြန့်ဝေခြင်းနော်ရှုကူဟင်းဒီခန်းစုတို့ရှောဟီရှာရဲ့နော်အစားဒီ ဆေးဟင်းနော်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတနည်းအားဖြင့်ပြောရင်တော့ထွက်လာတဲ့ထမင်းဘူးဒါမှမဟုတ်ရင်ဟင်းလျာတွေစတာတွေကိုပြောတာပေါ့နော်ဆေးဟင်းဆိုတာအဲ့ဆေးဟင်းနဲ့ပတ်သက်တဲ့ရှောဟီရှာဟေနော်စားသုံးသူတွေထံကိုဂျိုဟိုတေကျော်သတင်းချက်လက်တွေကိုဖော်ပြပေးခြင်းခင်ကိုဟီဂိုင်ခန္ဓာကိုယ်ကျန်းမာရေးထိခိုက်မှုမတာဝတပံခင်ကိုဟီဂိုင်ဒီစနာကာရုအိုဆိုရဲကဒီဟီတေဒေကိနိုင်ကျမ်းမာရေးထိခိုက်မှုနဲ့ဒီစုနာကားတို့ဆိုပတ်သက်ဆက်နွယ်နေတဲ့အကြောင်းအရာတွေကဟီတေဒေကိနိုင်မငင်းဆိုနိုင်ဘူးဆိုတော့ပြောချင်တာတေချာပေါက်ဒီစားဆိုင်ဆိုရင်တော့ဘယ်လို side effect မျိုးရှိတယ်ဆိုတဲ့ဟာတွေเนาะဒီလိုမျိုးထေကျော်เนาะဂျောကျော်သတင်းအချက်လက်တွေရဲ့ဟိုခန်းကြော့နာတို့ရဲ့เนาะပြီးတော့ဒီဟိုခင်းကြော့ဆိုတာကကျမ်းမာရေးဌာနတွေပေါ့เนาะစားတဲ့နေရာတွေစီကိုထေကျော်ဆိုတော့တေကျော်ဆိုပေးကမ်းဖြန့်ဝေခြင်းပေါ့เนาะဒါတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောချင်တာကဆရာနံပါတ်9ကသတင်းချက်လက်ဖြန့်ဝေခြင်းဆိုတာကိုယ့်ရဲ့ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့เนาะဘယ်လိုအလိုက်ကျဖြစ်စေတဲ့ပစ္စည်းတွေပါတယ်ဘယ်လိုမျိုးသွေးတိုးစေတဲ့ပစ္စည်းတွေပါတယ်စသဖြင့်ဒီရဲ့အချက်လက်တွေကို customer တွေစီပြီးတဲ့အခါကျတော့ဟိုခင်းကြောဆိုတဲ့ကျန်းမာရေးဌာနတွေစီကိုဆရာတို့ကဘာလုပ်ရမလဲဆိုထေကျော်ဖြန့်ဝေထားရမယ်နောက်နံပါတ်10ကတော့ခိုင်ရှူဟိုက်ကီဆရာတို့ခိုင်ရှူဆိုတာပြန်လည်သိမ်းဆည်းခြင်းနဲ့ဟိုင်ကီဖြည့်ဆည်းပစ်ခြင်းပေါ့နော်ဆရာပစ္စည်းတွေကအန္တရာယ်ရှိတယ်လို့တွေးရှိတဲ့အချိန်မှာဈေးကွက်ထဲရောက်နေပြီးသားနော်ကိုယ့်ရဲ့ site ခွဲတွေစီကိုဖြန့်ဝေပြီးသားပစ္စည်းတွေရှိမယ်အဲ့ဒီပစ္စည်းတွေကိုဆရာတို့ကအန္တရာယ်ရှိတယ်လို့သတ်မှတ်လိုက်တဲ့အချိန်မှာပြန်သိမ်းတာတွေဖြည့်ဆည်းတာတွေလုပ်ရမယ်ပေါ့နော်ဆိုတော့ဆဲဟင်းခိုင်ရှူဒီပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းခြင်းဒီလိုမျိုး history လိုအပ်လာပြီဆိုတာဒီရှော့ဂျီတာဆိုင်ပေါ်ပေါက်လာတဲ့အချိန်မှာစက်ကီနင်ထိုင်စေးပေါ့နော်တာဝန်ယူမှုစနစ်ပြီးတော့ရှောဟီရှာရဲ့နော်
စားသုံးသူတွေထံကို注意喚起နော်ဒီအတိပေးနှိုးဆော်ခြင်းတွေပြီးတော့ခိုင်းရှုတော့実施ဟိုဒီပြန်လဲပစ္စည်းတွေကိုပြန်လဲသိမ်းဆည်းတယ်ဟာအတွက်လှုပ်ဆောင်မဲ့နည်းလမ်းအနေနဲ့ပြီးတော့ဟိုခင်းကျော်ရဲ့နော်ဟိုကိုကုကျမကြီးဌာနထံကိုကျမကြီးဌာနတွေထံကိုအတိပေးခြင်းပြီးတော့ခိုင်းရှုဆဲဟင်းတော့ဒုတိယစကိုင်းပြန်လဲသိမ်းဆည်းလာတဲ့ပစ္စည်းတွေကိုလည်းဘလို့ကင်တွယ်မယ်ဒုတိယစကိုင်းပေါ့နော်ကင်တွယ်ခြင်းအစရှိတိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်နံပါတ်7ကတော့ on ban တည်ယူပို့ဆောင်ခြင်းရှားရောကွန်တိန်နာနော်ဒီကားတွေပြီးတော့ကွန်တိန်နာတွေအစရှိတာတွေရဲ့ဆဲဆိုတန်ရှင်းရေးပြီးတော့ short တကူပို့သက်ခြင်း on ban ချူတော့ on တို့ဒီတည်ယူပို့ဆောင်နေစဉ်အတွင်းမှာရှိတဲ့အပူချိန်ရှိစုတို့ရေငွေ့ပါမှုနှုန်းပြီးတော့ကြည်ကန်ကြခြင်းအစရှိတာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ဟန်ပိုင်းဆိုတာဒီရောင်းဝယ်ခြင်းပေါ့နော်တကိစစ်ဆွနာရှိတဲ့ရောတင်းတော်မှန်ကန်တဲ့နော်ရှိတဲ့ပမာဏတွေပြီးတော့ဟန်ပိုင်းချူတော့ရောင်းနေစဉ်မှာရှိတဲ့ဆိုတာခုနကဆရာကြိုတင်ပြင်ဆင်ထားတာပေါ့နော်ကြိုတင်ပြင်ဆင်ထားတဲ့ပမာဏတွေပြီးတော့ရောင်းချနေစဉ်အတွင်းမှာရှိတဲ့ဆဲဟင်းတော့ကုန်ပစ္စည်းတွေရဲ့တနည်းအားဖြင့်ထမင်းဘူးဆိုရင်ထမင်းဘူးတွေရဲ့温度ခန်းဒီအပူချိန်စီမံခန့်ခွဲမှုစတာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်နံပါတ်73ကတော့ Kyoiku Content ဒီပညာပေးမှုပြီးတော့လေ့ကျင့်ပေးမှုယူကြီးရှာတော့ဝန်ထမ်းတွေရဲ့ Kyoiku Content ဒီပညာပေးမှုလေ့ကျင့်မှုပြီးတော့ Kyoiku Content တော့ကိုကအဲ့လိုလုပ်ပြီးတဲ့အပေါ်မှာရလာတဲ့ result တွေစတာတွေရဲ့ခင်းလျှောအတည်ပြုမှုစတာတွေနဲ့ခံစုပတ်သက်တဲ့ကိစ္စတွေပြီးတော့ဆွနိုခိုကအဲ့ဒီပြင်တခြားချက်တွေကတော့ရှိတဲ့မို့တို့ဆိုတာကကိုယ့်ရဲ့ဆိုင်ကပစ္စည်းတွေကဘယ်နေရာလာလဲဆိုတဲ့ဟာပေါ့နော် supplier ပေါ့ဘယ်သူကပေးပို့နေတာလဲဆိုတဲ့ဟာတွေပြီးတော့ hand by saki เนาะဒီကိုရောင်းချမဲ့နေရာတွေအစရှိတာတွေရဲ့ key တော့ကူမှတ်တမ်းတွေကိုစက္စိเนาะရေးဆွဲပြီးတော့ကိုယ်စွန်းတင်ဆက်ထားမယ်ပြီးတော့ဆေးဟင်းတော့ထုတ်ကုန်ပစ္စည်းတွေရဲ့ tissue cancer ကိုယ်တိုင်cancer စစ်ဆေးခြင်းတွေအစရှိတာတွေရဲ့ key တော့ကူမှတ်တမ်းတွေကိုဟိုခံတင်ဆက်ထားခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့ဆိုတော့ဆရာတို့ဒီရဲ့14ချက်ကဘယ်အကောင်းစဉ်အောက်မှာလဲဆိုတော့ Epanteki AC ရဲ့အောက်မှာရှိတဲ့ခေါင်းစဉ်14ချက်เนาะနည်းနည်းတော့နားရှုပ်ကြရတော့အများကြီးဖြစ်သွားပြီမဲ့နောက်တစ်ခေါက်တော့ပြန်နှွေးပြီးတော့ဒီရဲ့14ချက်ကိုမှတ်ထားကြမယ်ဆိုတော့ဆရာတို့ Epan မှာဆိုလို့ရှိရင်14ချက်ရှိတယ်ပြီးတော့ HACCP မှာဆိုရင်9ချက်ရှိတယ်ဆိုတော့နောက်ဗီဒီယိုမှာ HACCP ရဲ့9ချက်ကိုဆက်ကြမယ်ဒီဗီဒီယိုမှာတော့ဆရာတို့5S အကြောင်းပြောသွားတယ်ပြီးတဲ့အခါဆရာတို့ဒီဥပဒေနော်ပုံမှန်66အပိုက်ခွဲ2ပြီးတော့အပိုင်း3မှာရှိတဲ့လုပ်ငန်းရှင်တွေမဖြစ်မနေလောက်ရမယ်နော်အကြောင်းချက်4ချက်နော်အဲ့ဒီ4ချက်အပြင်ပြီးတဲ့အခါဆရာတို့ Epantek key ထဲမှာရှိတဲ့14ချက်ကိုဒီနေ့သင်သွားတာဖြစ်တယ်ဆိုတော့နောက်ဗီဒီယိုမှာဆရာတို့ HACCP ရဲ့အပိုင်း9ချက်ကိုဆက်ပြီးတော့လေ့လာကြမယ်はいちょっと難しいと思うんですけれども頑張ってくださいじゃあまたね